ဒါကတော့ကျွန်တော်တို့မနက်ကဆွဲရတဲ့ဒုတ်လေးလှမ်းလာတာပေါ့နော်အရင်ရက်တည်းကမိုးကရွာတော့ကျွန်တော်တို့ဖောက်တက်တာတော့မှုတ်တက်တာကိုအရင်ဆွဲရတဲ့ဒုတ်လေးမှာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့ဒီနေ့မှနေရပူတာပါဒါလေးရတော့ကျွန်တော်တို့10လက်မလေးဖြစ်ပါတယ်ဒီဒုတ်တွေကကျွန်တော်တို့မိုးရင်းပတ်မိုးရင်းနေတဲ့ဆိုတာနဲ့တရက်လောက်ဆိုသွားတယ်ကိုကျွန်တော်ဖောက်တက်တယ်ပေါ့နော်မှုတ်တက်တာတော့ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှနေပူလို့ဒါဒုတ်လှမ်းထားတာပေါ့တကယ်လို့နေမပူဘူးကျွန်တော်တို့မိုးရွာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်မီးနဲ့6အောင်လို့တိုက်ကြပါတယ်မီးနဲ့တိုက်လို့ရှိရင်တော့ကျွန်တော်တို့အခုလိုမဖွေးဘူးပေါ့နော်ကျွန်တော်မဲတာတို့ညိုတာတို့ဖြစ်ပါတယ်အဲ့ဒီခါကျလို့ရှိရင်တော့ကျွန်တော်မှားတဲ့လူတွေတော့ကျွန်တော်တို့ကတခါလေးပြောချင်တာကျွန်တော်တို့ຫນွေဘက်ဆိုလို့ရှိရင်ဒုတ်ကဖြူနိုင်မယ်မိုးရင်းမကြလို့ရှိရင်မီးနဲ့တိုက်ကြတာဖြစ်တဲ့တော့ကိုဒုတ်ကမဲတာတို့ညိုတာတို့ရှိပါတယ်အဲ့ဒါလေးတော့နားလည်ပေးကြပါလို့ကျွန်တော်ကြိုးပြီးပြောချင်ပါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ဒါတော့10လက်မနဲ့12လက်မဖြစ်ပါတယ်ဟိုဘက်မှာလည်းတစ်ချိန်ရှိပါသေးတယ်